အဲ့ဒီဇက်တော်ထဲမှာဘုရားလောင်းကလက်ပံမင်းဆောင်နတ်မင်းကြီးဖြစ်တယ်လက်ပံမင်းကြီးကအကြီးကြီးဟုတ်လားယူဇနာနဲ့ခြီးပြီးတော့တောင်ကြီးတယ်လို့ပြောတယ်အဲ့ဒီလက်ပံမင်းကြီးကိုနော်ဂလုံးတကောင်ကလည်းအမြဲတမ်းလာပြီးတော့ငကားတွေကိုချီလာပြီးတော့ဒီလက်ပံမင်းမှာလာစားတယ်အဲ့ဒီဂလုံးကရှင်သာရိပုတ္တရာရဲ့အလောင်းအဲ့ဒါတနေ့တော့အဲ့ဒီဂလုံးကြီးကနော်သမုဒ္ဒရာကြီးကိုတခါတယ်လိုင်းလေးတွေထပြီးတော့ကွဲသွားအောင်သူ့ရဲ့အတောင်နဲ့ရိုက်ပုတ်ပြီးတော့ငကားကိုတုတ်သွားငကားတွေကလည်းဒီဂလုံးလာသူတို့ကိုလာချီလို့ရှိရင်ဒုက္ခရောက်အောင်ဆိုပြီးတော့ကြောက်ခဲတွေပါတွေမျိုးထားတာရှိတယ်တဲ့ဟုတ်လားသူတို့ဘိုင်းနဲ့ဆန့်တဲ့လောက်မျိုးတာလေးပြီးတော့မပြန်နိုင်အောင်ပေါ့နော်အဲ့ဒါကိုလည်းဂလုံးလေးကတိတဲ့အတွက်ကြောင့်ခေါင်းကနေမဖမ်းဘူးအမိကနေဖမ်းတယ်တဲ့ဟုတ်လားအမိကနေဖမ်းတော့ပါဇက်ကဇောက်ထိုးဖြစ်နေတဲ့ခါကျတော့မျိုးထားတာလေးတွေအကုန်လုံးအောက်ဖြုတ်ကြတော့နော်အဲ့ဒါနဲ့အဲ့ဒီနေ့တော့ငကားတော်တော်ကြီးတဲ့ငကားကိုဆွဲချီသွားတာအဲ့ဒီရှင်သာရိပုတ္တရာအလောင်းဂလုံးကအဲ့ဒါငကားကဂလုံးရဲ့ခြေသေးကြနေပြီးတော့တွဲလောင်းကြီးပါသွားအဲ့ဒီအေးဆေးပဲပြန်သွားဂလုံးကအလွန်အားကောင်းတာပေါ့အဲ့ဒါအဲ့တစ်တော်တော်ကိုဖြတ်ပြီးတော့တောအုပ်တစ်ခုကိုဖြတ်ပြီးတော့အဲ့ဒီလက်ပတ်မင်းကြီးလေးကိုဥတီပြီးတော့ပြန်လာအဲ့ဒါတောအုပ်ထဲမှာရှိတဲ့တစ်ပင်တွေဘာတွေနဲ့ငကားကောင်းနဲ့တပတ်ပတ်တိုက်ပြီးတော့ပါသွားတယ်အဲ့ငကားကလည်းသေမာကြောက်တဲ့အခါကျတော့တခါနဲ့တော်တော်ကြီးတဲ့ညောင်ပဲတည်းမဲ့တွေ့တဲ့အခါမှာဘာပင်ရဲ့လို့ तू မသိပါဘူးနည်းနည်းချွန်ထွက်နေတဲ့အပင်တွေ့တော့လှမ်းပြီးတော့ရုတ်တရက်ပတ်လိုက်တယ်ပတ်လိုက်တဲ့အခါကျတော့အဲ့ဒီညောင်မင်းကြီးကကျွတ်ပြီးတော့ပါသွားတယ်တဲ့ငကားရဲ့အခွေထဲမှာဟိုကဂလုံးကအဲ့ဒီညောင်မင်းပါလာတယ်ဆိုတာတော့မသိဘူးတဲ့ तू ဘယ်လောက်အားကောင်းလို့ဆိုနော်အဲ့ဒါနဲ့ဂလုံးရဲ့ခြေသေးကြမှာငကားရဲ့အခွေကြားမှာညောင်မင်းပါသွားတယ်အဲ့ဒီဥစ္စာအဲ့ဒါလက်ပတ်မင်းကြီးရောက်တဲ့အခါကျတော့ဂလုံးကဒီငကားကိုလက်ပတ်မင်းပေါ်တင်ပြီဆိုငကားဒီမှာပါလာတဲ့အကုန်လုံးပြုတ်ကြတော့ခြေသေးနဲ့ကြစ်ပြီးတော့ခါချလိုက်တဲ့အခါကျတော့ညောင်မင်းအောက်ပြုတ်ကြသွားအဲငကားကိုအပေါ်တင်ပြီးတော့စပြီးတော့အဲအကောင်ဘုတ်ကိုသမုဒ္ဒရာထဲပြန်ပစ်လိုက်တယ်အဲ့ဒီမှာဘာဖြစ်တုံးဆိုတော့အဲ့ဒီညောင်မင်းတွေကနော်ဘီလုံးငှက်မလေးတကောင်ပါလာငှက်ကလေးတေးသေးလေးပါလာအဲ့ဒီငှက်ကလေးကသူ့အမိပြုတ်ညောင်မင်းကတုံးလုံးပက်လက်အောက်မှာပြက်စီးပြီဆိုတဲ့အခါကျတော့သူအဲ့လက်ပတ်မင်းပေါ်တက်နားတယ်တဲ့နားတဲ့အခါကျတော့ဘုရားလောင်းလက်ပတ်မင်းဆောင်းတက်ကကြောက်လို့တဲ့တုံသွားတာအဲ့ဒီလက်ပတ်မင်းကြီးရဲ့အမြင့်တွေပါတုံသွားတယ်အဲ့တော့ဒီပုံမှာနားနေတဲ့ဂလုံးကဒါကိုနားမလဲအလွန်ကြီးတဲ့အာဆွမ်းရှိတဲ့ငါနားတာကိုဘာမှမဖြစ်ဘဲနဲ့ဒီဘီလုံးကမှပစ္စည်းလေးလက်သီးတုပ်လောက်ရှိတာဒါလေးတက်နာတာကိုဒီလောက်ကြောက်တယ်ဆိုဘာလို့ကြောက်တာလဲနာဦးတယ်နော်ဒီတရားလေးအဲ့ဒါခုနကတော့မြတ်စွာဘုရားကြီးထွားခွင့်မပေးတဲ့အရာ